တိုင်းစောကြမယ် အေးငါရွာထဲခဏသွားဖို့ပြီးပြန်လာခဲ့မယ်နော်ယောက်နေထဝူကုန်းနဲ့ဆော့ကြမယ်လေကွာအေးဟုတ်လားအဲ့ဒါဆိုဝူခေါ်ကဘာလို့လောမှာလဲငါလုံးမလေးဟမ်ဝတ်တုတ်ကပါကျဲတော့ပရိတ်ကဆရာတော်လုံးအဲ့ဒါဆိုဆရာတော်စီးဖို့မြင်းကရောယောက်နေငါးလေးဘောပြတ်နေပြီမင်းတို့လည်းလုပ်ကြည့်ပါလားဟဲအေးညငါလဲလာပြီဟေးဟေးဟာဘာကြီးဘယ်လိုဖြစ်သွားလဲ ဒီရောရဲ့တကြီးမိတ်ဆော်ရဲ့မင်းတို့ကောင်တွေအားလုံးတစားပြမယ် အော်ယာဟာရှာတော့ပါသေးတယ်အိမ်မက်မလို့